TKBC စပြီးတော့တရေကြီးအဲ့ဒီချိန်ကျွန်တော်လည်းရောက်လာပါတယ်အဲ့တော့ကျွန်တော်ရောက်လာတဲ့အခါမှာကျွန်တော်အင်မတန်မှချစ်ရတဲ့ကျွန်တော်တို့ညီကိုတယောက်တွေ့တယ်အဲ့ဒါကအခုဖျားကျေးဇူးတော်ကြောင့်တဘာဝကြီးလုပ်နေတယ်ကျွန်တော်တွေ့တော့လိုက်ပို့ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်စကားလေးတစ်လုံးလက်ဆောင်ပေးတယ်အဲ့ဒီစကားကဘာလဲဆိုလို့ရှိရင်ဆရာကကျွန်တော်ကချင်မချင်ဘူးဘာဖြစ်လို့လဲကချင်လူမျိုးတွေမှာဒါမျိုးမှမရှိတာအဲ့ဒါနဲ့ကျွန်တော်လည်းပျော်ပျော်ရွှင်ရွှင်နဲ့ဒါဆိုနာမည်ဘယ်လိုခေါ်လဲယူစော့ကချင်စကားဝဲနေပါလားကျွန်တော်ကချင်စီရင်ထဲမှာမသွင်းထားတဲ့မျိုးစော့ကချင်စကားမပြီးဘူးကျွန်တော်အင်မတန်မှလွမ်းရပါတယ်ဒီရောက်တဲ့အခါတိုင်းသူ့ကျွန်တော်မေးပါတယ်အခုမှပဲပြန်တွေ့ရတယ်ကျေးဇူးတော်ဖြစ်ပါတယ်လို့
မောရှိကိုဖျားခင်ကခေါ်ပြီးတော့ဣသရေလလူမျိုးတွေစီတွားအိုင်းတဲ့အခါမှာမောရှိကပြောလဲသူတို့မေးရင်ကျွန်တော်ဘယ်လိုပြောရမလဲဘယ်လိုပြန်ဖြေရမလဲကျွန်တော်ဆိုလိုတာကသူတို့ဣသရေလလူမျိုးတွေစိတ်ရင်းမှတွေးမှမလားဘယ်လိုဖျားလဲဘယ်လိုပုဂ္ဂိုလ်လဲဖျားရှင်ကပြောတယ်ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဆိုတဲ့ဖျားအဲ့ဒီဖျားလွတ်လိုက်တယ်ဒါမှမယုံရင်မင်းတို့ဘိုးဘေးတွေအာဗြဟံဣဇက်ယာကုပ်မိတ်ဆက်ပွဲကျွန်တော်ဆိုလိုတာကကျွန်တော်ကချင်စည်းနဲ့မှပါတာမပါတာအဓိကပြောချင်တာမဟုတ်ဘူးဖျားအတူတူပဲဘယ်ဖျားမဆိုအတူတူပဲမဟုတ်လားဆိုအဲ့အတူတူစည်းနဲ့မှကျွန်တော်တို့ပတ်ဝန်းကျင်ကထည့်ပေမဲ့ဒီမှာယုံကြည်သူညီကိုမများမထည့်ဘူးလို့ကျွန်တော်တော့အတူတူမဟုတ်ဘူးမတူဘူးဆိုတာကိုစောစောကညီမငယ်လည်းတက်တည်ခံပြီးဖြစ်တယ်ဒါကြောင့်မလို့ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဆိုတဲ့ဖျားကိုကျွန်တော်တို့မိတ်ဆက်ဖို့အတွက်တခြားသူတွေကိုမိတ်ဆက်ဖို့အတွက်အနည်းအမျိုးမျိုးနဲ့ကျွန်တော်တို့ရဲ့အချိန်ရောက်ပြီလို့ကျွန်တော်နားလည်ခံစားရတယ်ဒါကြောင့်မလို့ကျမ်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ကိုဘာသွင်းတင်တယ်လဲဒီကျမ်းစာရေးတဲ့ဆရာကဆလန်ဆရာကဘာကိုချီးမွမ်းတယ်လဲလို့ကျွန်တော်ခွန်အားယူကြည့်တဲ့အခါမှာကျွန်တော်ရှာဖွေတဲ့အခါမှာဆလန်136ကိုရေးတဲ့ဆလန်ဆရာကဣသရေလလူမျိုးတွေရဲ့ကိုးစားဘလို့ဘုရားမျိုးလဲဆိုတာကိုသူကပေါ်ညွှန်းသွားတာဖြစ်ပါတယ်ပထမကျွန်တော်တွေ့ရတာဘာလဲဆိုလို့ရှိရင်အရှင်ကဘုရားတို့ရဲ့အရှင်အဲ့ဒီဘုရားဟာအရှင်ဘုရားရှင်တို့ရဲ့သခင်အဲ့ဒီဘုရားဖြစ်တယ်နောက်ပြီးတော့အော်ဝယ်သူတပါးပဲပြုနိုင်တယ်တခြားသူတွေမပြုနိုင်ဘူးဒီလိုတက်တည်ခံထားတာတွေ့ရတက်တည်ထူထားတာကိုကျွန်တော်တွေ့ရတယ်ဆိုကျွန်တော်မျက်စိနဲ့မဟုတ်ဘူးဝိညာဉ်မျက်စိနဲ့ဖြစ်ပါတယ်ဂျပန်တန်ယုံချဲကိုဝင်တဲ့အခါမှာဆရာလည်းမပြောဘူးတဲ့ညီမလေးနဲ့ပဲပြောမယ်ကျွန်တော်ထိုင်နေလိုက်တော့ကျွန်တော်ပြောတော့ဘူးအဲ့ဒါနဲ့ပြောရင်နဲ့ကျောင်းအုပ်လုပ်တယ်ပါညာပြောသူ့မှာအိမ်ထောင်ရှိလားအဲ့ညီမလေးကပြောတယ်ဟေးကဆရာမမြတ်ဆလာလေးရှိတယ်လို့ပြောတဲ့အခါကျတော့အဲ့ဒီမေးစစ်တဲ့သူကအော်ခြားတော့မမေးဘူးတခြားမေးကိုအော်တာမှဆိုလို့မမေးတော့ကျွန်တော်မင်္ဂလာဆောင်တဲ့အချိန်မှာဒီလိုပြောတော့သူမျိုးပြဖြစ်သွားပြန်ပြီအတင်းတော်ကနေပြီးတော့လက်ဆောင်လဲကျွန်တော်ရခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆရာတော်ကြီးဒီမောင်ထုံးကျေးဇူးတော်ချီးမွမ်းတယ်ဘုရားသခင်အော်အိုးွယ်တွေကိုတိတ်လုံးတတ်တဲ့ဘုရားသခင်ဘုရားသခင်ကအော်ွယ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အခြေအနေဘဝဘယ်လိုပဲဖြစ်ဖြစ်အော်ွယ်ရဲ့တာသူများရှိမှအော်စရာတော့ဖြစ်ရမယ်ဒါတော့ကျွန်တော်ဘုရားရဲ့အော်ွယ်ဆိုတော့ဂုံတက်တီကိုကျွန်တော်တို့ဘဝနဲ့တရားဗလာဖြစ်နေကျွန်တော်တက်တီထူဖို့ကျွန်တော်ဘဝအသက်ရှင်နေတာဖြစ်ပါတယ်နောက်ပြီးတော့တပ်ပညုဒညာလို့ရှင်သူမလုပ်နိုင်တာဘာခုမှမရှိဘူးခတ်သိမ်းလို့အရာတို့ကိုသူ့လက်နဲ့လုပ်ထားတယ်ဆိုပြီးတော့ဆာလန်ဆရာကအမခံထားပါတယ်အဲ့ဒါကတော့အခန်းပိုက်ငယ်9ကနေ10လောက်ထိတွေ့နိုင်ပါတယ်နောက်ပြီးတော့နောက်ထပ်ဆင့်ကတော့သူတို့နဲ့ဣသရေလလူမျိုးနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့အရာတွေပြောပြထားတာဖြစ်ပါတယ်အေဂုတ်တုပါဦးတွေကိုတပ်လိုက်တဲ့ဖျားဖြစ်တယ်နောက်ပြီးတော့တကိုးကြီးတဲ့လက်နဲ့သူတို့ကိုထွေးပိုက်ပို့ဆောင်တဲ့ဖျားဖြစ်တယ်အေဂုတ်တုလူမျိုးတွေအလဲကနေအထဲထဲကနေပြီးတော့သူတို့ကိုဆွဲထုတ်တဲ့ဖျားဖြစ်တယ်နောက်ပြီးတော့အေဒုံပင်လယ်ကြီးကိုအပိုင်းပိုင်းခွဲပလိုက်တဲ့ဖျားဖြစ်တယ်အေဒုံပင်လယ်အလဲမှာသူတို့ကို
လွတ်လွတ်လပ်လပ်6တွေ့တွေ့နဲ့လူမျိုးကြီးတစ်မျိုးလုံးတအုံကြီးအဲ့ဒါကိုလမ်းလျှောက်စေခဲ့တဲ့ဘုရားဖြစ်တယ်နောက်ပြီးတော့နောက်ကနေလိုက်လာနေတဲ့ဖာရောဘုရင်ကြီးနဲ့ဘိုးချီအပေါင်းကိုအဲ့ဒီပင်လယ်အလယ်မှာနှိမ့်မြုပ်ပလိုက်တဲ့ဘုရားဖြစ်တယ်ဒါဆိုသူတို့ဘာအန္တရာယ်မှမရှိတော့ဘူးဘုဘက်ကရောက်သွားပြီဒါတော့သူရဲ့တမိုင်းနောက်ကျောင်းကိုဘုရားခင်ကခိုင်မာစေတဲ့ဘုရားဖြစ်ကြောင်းဆရာဆရာကဣသရေလလူမျိုးတွေအားလုံးရဲ့ကိုယ်စားတက်တည်ခံထားတာဖြစ်တယ်ဒီလိုပဲမင်းကြီးတပါးပြီးတပါးချီမုံတပ်လိုက်တဲ့ဘုရားရှင်ဖြစ်တယ်သူရဲ့အနာဂတ်မှာခန္ဓာကိုဝင်မဲ့အရေးမှာကျွန်တော်တက်တည်ခံနေတာကကျွန်တော်ရဲ့အတိတ်ပြစ္ဆုတ်ပါနဲ့အနာဂတ်အတွက်တောင်းဝင်ယူတဲ့ဘုရားလားမယူတဲ့ဘုရားလားဆိုတော့ကျွန်တော်တို့ဘဝအတ္တတာနဲ့ကျွန်တော်တို့လည်းခံစားဖို့လိုပါတယ်ကျွန်တော်တို့ရဲ့တူးစီရဲ့အတ္တတာဣတရီလာလူမျိုးတွေကတော့သူတို့ရဲ့ဘဝအနောက်ကျောင်းမှာခိုင်လုံတဲ့တက်တွေကိုသူတို့ရထားပြီးပြီအနာဂတ်ဣတရီလာလူမျိုးတွေရဲ့အနာဂတ်ကိုလည်းဘုရားခင်ကတာဝန်ယူထားပြီးပြီမြဲမြင်များရဲ့အရေးအရာကိုဆိုတော့ညီမငယ်ပြောသားတာအများကြီးကျွန်တော်ဘုဟုတ္တအရာဖြစ်မှာဖြစ်ပါတယ်လွန်ခဲ့တဲ့10 နှစ်တုန်းကကျွန်တော်ဒီကိုရောက်တယ်ဒီကအသင်းတော်ကနေထောက်ပံ့လိုက်တဲ့ငွေကြေးတွေကိုကျွန်တော်ရခဲ့တယ်အဲ့ဒီငွေကြေးတွေနဲ့ကျွန်တော်တို့အနိမ့်လုပ်ငန်းကိုကျွန်တော်တို့လှုပ်ဆောင်နေတယ်ပြီးကျနာမှာလုပ်တယ်ပုံပေါ်မှာလုပ်တယ်ဆိုက်တော်မှာကျွန်တော်အနေခံနေပြင်ထားပါတယ်တလားကိုကျွန်တော်တို့လူပေါင်း1000လောက်ကိုနှိမ့်နယ်ပေးနေရတဲ့လုပ်ငန်းဖြစ်ပါတယ်အဲ့ဒီချိန်မှာအနိမ့်လုပ်သားပေါင်းအယောက်40ပတ်ဝန်းကျင်ကိုကျွန်တော်တို့အလုပ်ပေးထားပြီးတော့မှကျူးစာဆောင်ရွက်နေတယ်ဘုရားသခင်နဲ့ဒီအသင်းတော်နဲ့အလုပ်လုပ်တဲ့တမိုင်းသက်တွေကျွန်တော်မှရှိပါတယ်အဲ့ဒီထဲမှာအလုပ်လုပ်တဲ့အနည်းတွေထဲမှာဒီစစ်ပွဲတန်ကြောင့်တိုက်ပွဲမှာမျက်စိကွယ်သွားတဲ့သူ2ယောက်အနည်းလုပ်သမားဖြစ်နေပါဘူးတယောက်ကတော့တိုက်ပွဲထဲမှာပဲဖြစ်ပါတယ်တကယ်ဖြစ်သွားတာတယောက်ကတော့ကျွန်တော်ဖော်မပြပါဘူးကျွန်တော်လည်းမသိရဘူးသူတော့ငါးခွေရှားလို့ခေါ်တယ်ကျွန်တော်တော့ဘာမှမသိဘူးသူခြေတဲ့အတိုင်းမှတ်ထားတယ်2ယောက်စလုံးခုချိန်မှာပြရှင်းနဲ့တလားကိုသူရဲ့ကိုယ်ပိုင်ဝင်ငွေ2သိန်းနဲ့3သိန်းခွဲနဲ့3သိန်းကြားမှာရှိပြီးတော့ဘဝခီးကိုရှောက်လိုက်နေကြပါဘူးကျွန်တော်ရဲ့ဘဝအတ္တတာအဖွဲ့အစည်းရဲ့ဘဝခီးကိုအတိတ်အနာဂတ်အလုံးကိုတာဝန်ယူနေတော့ဘုရား GKBC ရဲ့အတိတ်ပြစ္ဆုတ်ကအနာဂတ်ကိုဆက်လက်ပြီးတော့ဥဆောင်နေတဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့ဘုန်းတော်မှုတော်ထင်ရှားဖို့အလင်းလေးကိုပဲဖြစ်ပါတယ်စောစောကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဆိုတဲ့ဘုရားကိုမိတ်ဆက်ပြီးတော့ဣသရေလလူမျိုးကိုခေါ်ဆောင်လာတဲ့ရှင်မောရှိဟာခါနာန်ပြည်ကိုမဝင်ခွင့်မရပါဒါကြောင့်မလို့တရားဟောရာကျမ်းကိုရောက်တဲ့အခါမှာဘုရားကိုမိသွားမှာဆိုလို့သူ့ရဲ့လူမျိုးတော်တွေကိုတွင်တင်လမ်းပြနေခဲ့တဲ့ဆုံးမဩဝါဒတွေပြီးနေခဲ့တဲ့ကျမ်းကတော့ကျွန်တော်တို့ခုနအပြန်အလှန်အဖြစ်ခွန်အားယူသွားကြတဲ့ကျမ်းပိုက်တရားဟောရာကျမ်းလို့ကျွန်တော်ခံစားရတယ်ဒီလိုပဲကျွန်တော်မြင်ဖတ်ရှုပြီးတော့မှကျွန်တော်သင်ခန်းစာယူရပါတယ်အဲ့ဒီထဲမှာမင်းတို့ကအငတ်အမှုခံခိုင်းတာဟာအလကားမဟုတ်ဘူးကိုခုံကိုအားနဲ့ရွှေတွေငွေတွေနဲ့မုတ်တွေနဲ့အသက်မွေးနေတာမဟုတ်ဘူးဖရားရဲ့နှုတ်တော်ထက်အားဖြင့်အသက်မွေးနေရခြင်းချစ်ကြောင်းသိဖို့
မင်းလည်းမသိဘူးမင်းရဲ့ဘိုးဘေးလည်းမသိဘူးတဲ့မာနမုန်းနဲ့ကျွေးမွေးကြတာမဟုတ်လားလို့တွင်တင်ပါတယ်မာနမုန်းနဲ့ကျွေးမွေးတဲ့ဘုရားသခင်ရဲ့တက်တေကြောင့်လို့ဣသရေလလူမျိုးတွေကအခက်အခဲအမျိုးမျိုးကြားထဲမှာခါနန်စီကိုခြေတက်လာကြတာဖြစ်ပါတယ်အဲ့ဒီမာနဘုတ်ကိုစားရတဲ့အတွက်ကြောင့်မလို့ခြေဟာမကွန်းရဘူးမရောင်ရဘူးလို့ဆက်ပြီးတော့သူပြောပြပါတယ်ကျွန်တော်ကျမ်းစာထဲမှာဖတ်ကြည့်တဲ့အခါတောရရာချမ်းကိုကြည့်တောရရာ21မှာမာနဘုတ်ကမကောင်းဘူးတဲ့ရမ်းပေါ့တယ်ဒါကြီးနေပြီတဲ့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲမီးငွေကြီးကြွလာတယ်ထွက်လာတယ်သူတို့ခြေထောက်တွေရောင်မြုံတာမကောက်ဘူးအသက်ပါပျက်စီးဆုံးရှုံးရတယ်မာနမှုကပေါ့ရှုပ်ရှုပ်ဖြစ်လို့ကားရိုင်ပေါ်မှာရှိတဲ့အသက်မှုဒီလိုတော့ခရစ်တော်ကိုကြည်မှပြန်ပြီးတော့သက်တာခြင်းရတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာတွေမှာနှုတ်ကပတ်တော်ဖတ်ရှုရင်းနဲ့ပေါ့ရှုပ်ရှုပ်ကြည့်ပါလားလို့ခွန်အားမရှိပါလားဖြစ်နေရင်ကျွန်တော်တို့ခြေထောက်ကိုညောင်လာပါလိမ့်မယ်ကျွန်တော်ရဲ့အဘွေဟာမညှိုးမနှံခဲ့ဘူးမဟောင်းနှံခဲ့ဘူးဘုရားခင်ကောင်းမြတ်ခြင်းကိုဆိုလိုနေခြင်းဖြစ်ပါတယ်သို့တော့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး15ကိုကြည့်မယ်ဆိုရင်ပျောက်သောသားဟာနောင်တတရားနဲ့ပြန်လာတဲ့အခါမှာအဝတ်ရောရှင်နင်းရောတပါတဲ့အကောင်းကတိရတာဖြစ်ပါတယ်ဘုရားရှင်စီကိုကျွန်တော်တို့အမြဲတမ်းပြန်လာပြီးတော့ခိုလုံတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အဝတ်မဟောင်းမနှွမ်းတာသိကြပါတယ်မိကျနာမျိုးမှာတနေ့တစ်ချိန်လောက်အရင်တော့လုပ်တယ်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လည်းတော့ထိုင်တယ်ရဲ့မြင်ကြရောက်လာပါခင်ဗျာလာရောက်ပြီးတော့လူတန်းကြပါခင်ဗျာအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တို့မျက်မြင်တွေကိုလူမဲ့ဆိုရင်အယောင်လည်းမလိုဘူးအနံ့လည်းမလိုဘူးဟောဒီမှာတွေ့လားဝတ်ဖြစ်ပြီးတော့ကျွန်တော်တို့မှချွတ်ထဲလိုက်ပြီအဲ့ဒါလိုပြောတယ်အဲ့လိုခံတဲ့သူကကျွန်တော်လည်းမှထိုင်တယ်ဒါပေမဲ့ကျွန်တော်ကြောင်းပြန်ရောက်တဲ့အခါမှာအကုန်လုံးရွေးချယ်ပြီးတော့အမိုက်ဘယ်မှာသတ်ထားရမှန်းမသိတဲ့အခါပေါင်းမနေဘူးတွေးကြုံခဲ့ဘူးလေမျက်မမြင်နဲ့ကင်ကြည့်လိုက်တော့ဒီအဝတ်ကမကြိုက်ဘူးဟောင်းနွမ်းနေတယ်သူကအယောင်စိတ်မလူဘူးလို့တရားဟောတယ်အလူခံပြီးတော့လူတို့ကိုဆွဲတာလူတို့ကိုဆွဲခေါ်တာမျက်မြင်ကလေးနားပြန်ရောက်တဲ့အခါကျတော့တော်တော်ရွေးပလိုက်တာယူစရာဟုတ်မရှိဘူးဘုရားရဲ့သားသမီးတို့များအယောင်စိတ်မလူဘူးအနတ်လည်းမလူဘူးညစ်ပတ်တယ်လည်းချွတ်ထဲလိုက်မယ်ဆိုရင်တော်တော်အချင်းသေးရကြတယ်ဘုရားရဲ့သားသမီးတွေမှာအဝတ်မဟောင်းမနှွမ်းရပါမဟောင်းမနှွမ်းရဖို့အတွက်ကတော့သခင်ယေရှုရဲ့ဝတ်လုံတော်ကိုကျွန်တော်တို့တတိယဖို့လိုပါတယ်စာရေးတန်ချပြီးမှကျွန်တော်တို့ရဲ့ကိုယ်စားအလင်းချခံပြီးတော့မှကျွန်တော်ရဲ့ဂုဏ်သိက္ခာအတွက်သခင်ယေရှုရဲ့ဝိယုံတော်အပုံဆောင်ပြီးတော့မှကျွန်တော်တို့ကိုပေးဆက်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့သိက္ခာရှိဖို့ကျွန်တော်တို့မညှိုးမနှွမ်းဖို့ကျွန်တော်ရဲ့အသက်တာကဲတင်ခဲ့တဲ့သင်္ကေတဂုဏ်အတ္တိဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တက်တေခံတဲ့နေရာမှာဝင်ရတဲ့နေရာမှာကျွန်တော်ရဲ့အသက်တာဘုရားသခင်ရဲ့ကွယ်ကာမှုနဲ့ကျွန်တော်ရဲ့ background မှာဘုရားခင်အတူရှိပြီးတော့မှကျွန်တော်ရဲ့ပြစ္ဆုတ်ကအနာဂတ်မှာဘုရားရှင်သားတွေတာဝန်ယူဥဆောင်နေတော့အမြင့်ဆုံးသောဘုရားရဲ့ဂရုဏာတော်နဲ့
ကျေးဇူးတော်ဟာကျွန်တော်တို့ပေါ်မှာအစေအမြဲတည်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အသက်တာဟာဆိုတော့ဒီမှာငယ်တတိခံတို့ချီးမွမ်းရင်းနဲ့ဂုဏ်ပြုရင်းနဲ့ဘုရားရဲ့ဘုန်းဂုဏ်တော်အတွက်ဆက်လက်လျှောက်လန်းသွားဖို့တာရှိတယ်ဆိုတဲ့အကြောင်းလေးကိုဒီမှာရှိတယ်မိဘများနဲ့စုံတွေ့ခိုင်းမှာကျွန်တော်အနေနဲ့တတိခံဝေမျှပြောကြားရခြင်းဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားရှင်ဆက်လက်ပြီးတော့မှကောင်းကြီးတွန်းလောင်းပေးပါ